နိုင်ငံတကာဆက်ဆံရေးပြည်နယ်ပေါ်တဲ့ကိုစားပြုခါးနံပါတ်9မောင်ပြည့်စုံကျော်ဖြစ်ပါတယ်ရှင်ဒုတိယဆုကိုချီးမြှင့်ပေးပါရန်အတွက်မန္တလေးတိုင်းဒေသကြီးဆိုရဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဗိုလ်မှူးကြီးနေလီဆိုအားလေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဒုတိယဆရာရှိတဲ့ကာယဗလာမောင်ကဆုလက်ခံရယူနေခြင်းဖြစ်ပါလိမ့်ရှင်ဆုချီးမြှင့်ပေးပါတော့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအားကျေးဇူးပြုပေးတင်ရှိပါရရှင်ဆက်လက်ပြီးပထမဆုရရှိတဲ့ကာယဗလာမောင်ကိုကြီးညာပေးသွားမှာဖြစ်ပါရရှင်ဘယ်ခါနံပါတ်လို့ထင်ပါတယ်လဲဘယ်ခါနံပါတ်လို့ထင်ပါတယ်လဲကြီးညာပေးပါတော့မယ်ရှင်ကာယဗလာမောင်ကာယအလှမဲတိုင်ခွဲမှာယခုကာယဗလာမောင်အတွက်ဆုပထမဆုချီးမြှင့်ခြင်းခံရသူကတော့စာကြည့်လိုက်တဲ့သုဒ္ဓပညာဘာသာရပ်ကိုစားပြုခါးနံပါတ်9မောင်ကြီးဖိုးဝေဖြစ်ပါတယ်ရှင်ပထမဆုကိုချီးမြှင့်ပေးပါရန်အတွက်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်ကဂါရဝတရားရှိထား၍လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ပထမဆုရရှိတဲ့ခါးနံပါတ်9မောင်ကြီးဖုံးဝေမှဆုလက်ခံရယူနေခြင်းဖြစ်ပါတယ်ရှင်ဂုဏ်ပြုလက်ခုပ်သမ်းများချီးမြှင့်ပေးကြပါအောင်ရှင်ယခုလို